ဒီကောင်ဆယ်လီပါဆိုဆယ်လီဖြစ်မှလာလူသိတာအနောက်ကစလာတဲ့နှစ်20ကျော်လောက်မှလောက်လဲလှိတ်တိနဲ့နင်းငံတက်လာတာဘယ်သူမှမသိဘူးကိုဘသူပါပြောတယ်ညာပြောတယ်လို့မရှိပါဘူးကိုဆရာသမားတွေကခေါ်ရိုက်တယ်ဆရာကြီးညွန့်ခေါ်ရိုက်တယ်အဲ့လိုမျိုးဆိုရိုက်လိုက်တာပဲအဲ့တော့ကိုဘသူခေါ်ရိုက်လို့ဆိုရိုက်လိုက်တာပဲဘာလို့ဆိုကိုကအားချိန်မှာအရင်ဟီးရိုးမဖြစ်သေးတော့တိတ်လဲရွေးချယ်စရာလည်းမရှိဘူးပေါ့နော်ကိုကအနုပညာဝါသနာပါလောက်ဆိုရိုက်ခဲ့တာပေါ့နော်အရင်ကဆိုဟိန်းဝင်ကားတွေထဲမှာဆိုရင်တက်မွန်မျိုးတို့ဟိန်းဝင်တို့ကားတွေမှာဆိုရင်စပွဲထိုးတဲ့ဟာလေးတော့လုပ်ခဲ့တဲ့ခဲတွေလည်းအများကြီးရှိခဲ့တာပဲရှိတယ်ကျွန်တော်လည်းအဲ့လိုမျိုးတုပ်ဆောင်ပြခြင်းတို့ပါခြင်းတို့ဟိုဒရိုက်တာညွန့်မြန်မာပြောဒရိုက်တာဦးညီထုံးလင်ဦးညီထုံးလင်မဟုတ်ဦးညီထုံးလင်စီမှာဆရာညီထုံးလင်ကကျွန်တော်လက်ဦးဆရာဟိုဟာဆရာညီထုံးလင်ရဲ့လက်ဦးဆရာမှာဆရာအိမ်မှာကြတော့အခုဆရာကိုကြီးအော်ရတာဖြစ်သွားတယ်ရင်ကကိုကြော်ထွန်းစက်ခရစ်ရေးကြတယ်နှစ်ယောက်ကစက်ခရစ်ရေးသူလည်းရေးကိုလည်းရေးအမှကိုကြီးကတော့သူကတော့ဒရိုက်တာလိုင်းဖက်ရောက်သွားကျွန်တော်ကတော့သုတ်ဆောင်လိုင်းဖက်ရောက်တာကိုကသုတ်ဆောင်ဝါနာပါဆိုတော့ကိုကြီးကအရင်ဖြစ်တယ်ကိုကြီးအော်ရတာကဒရိုက်တာအော်ရတာဆိုရင်အခုလိုအကယ်ဒမီလေးရပါတယ်အဲ့ချိန်မှာကျွန်တော်တို့ကသုတ်ဆောင်မှာဆရာနဲ့ရိုက်နေနေနည်းနည်းလေးရိုက်ပြီးတော့ကိုဟိုကျောင်းကိစ္စတွေရှိတယ်နောက်ဒီနေ့ငွေကြေးအခက်အခဲတွေရှိတဲ့ခါကျတော့ဒါဆက်မလုပ်နိုင်ဘူး